သူတို့ကမင်းကိုသေးငယ်တယ်လို့မြင်ကြလိမ့်မယ်မင်းရဲ့အိမ်မက်တွေကိုလည်းလှောင်ရကြလိမ့်မယ်ဒါပေမဲ့သူတစ်ပါးရဲ့အမြင်မှာပဲမင်းဘဝကိုဘောင်မခတ်လိုက်နဲ့တန်တရားတွေဆိုတာမင်းကိုတုတ်နှောင်ထားတဲ့တန်ကြိုးတွေပဲမလုံနိုင်ဘူးဆိုတဲ့စကားလုံးတွေကမင်းကိုပိတ်လောင်ထားတဲ့လှောင်အီပဲအဲ့ဒီလောင်အီတစ်ခါကိုမင်းကိုယ်တိုင်ပိတ်ထားတာဆိုတာတတိပြုပါကြည့်လိုက်စမ်းမင်းရဲ့အောင်မြင်မှုဆိုတာမင်းဘလောက်အထိဒီခံနိုင်လဲဆိုတဲ့အပေါ်မှာမူတည်တယ်အရှိန်ဟုန်တစ်ခုကိုနင်းထဲမှာဝင်းယူပါ motivation ဆိုတာခဏတာပဲစီကံရှိမှုကမှရလက်ကိုပေးတာဘသူမှမကူညီနိုင်တဲ့အမှောင်တုထဲမှာမင်းရဲ့ခွန်အားကိုစပြီးတိဆောက်ပါအခွင့်အရေးကိုထိုင်မဆောင်နဲ့မင်းကိုယ်တိုင်အခွင့်အရေးကိုဖန်တီးပါမင်းကမုံတိုင်းကိုအနိုင်ယူမဲ့မုတ်ဆိုးပဲသူများရေးတဲ့စက်ညိုးကိုခောက်ထားလိုက်မင်းရဲ့ကိုယ်ပိုင်လမ်းကြည့်လိုက်စမ်းမင်းရဲ့သမိုင်းကိုမင်းကိုယ်တိုင်ရေးထိုးပါ